မင်္ဂလာပါနိပညာချစ်သူတို့ရေ MM Silo Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ channel မှာတော့ခေတ်ရှေ့ပြင်းနေတဲ့ AI နိပညာအသစ်အစမ်းတွေကိုဖုန်းလေးတုံးနဲ့လုပ်လို့ရတဲ့လွှဲဝတ် tech trick တွေအပြင် online ကနေအိမ်မှာနေငွေရှာနိုင်မဲ့နည်းလမ်းတွေကိုလက်တွေ့ကျကျမျှဝေပေးသွားမှာပါနိပညာနဲ့ပတ်သက်ပြီးဘ ഹു တုဒအသစ်တွေရချင်တယ်ကိုယ်တိုင်လည်းလုပ်ကြည့်ချင်တယ်ဆိုရင် MM Silo ကို like and subscribe လုပ်ထားဖို့မမေ့နဲ့နော်အတူတူလေ့လာရင်အောင်မြင်မှုတွေရယူကြရအောင်ကျွန်တော်တို့ဗီဒီယိုအစားတုန်းကပြောထားတဲ့ AI နဲ့နောက်ခံစကားပြောရဲ့စကားပြောနေတဲ့ပုံရဲ့လုပ်ဖို့လို့အဆင့်3ဆင့်လုပ်ဖို့လိုပါတယ်။အားလုံးကိုဖုန်းနဲ့ပဲလုပ်ပြသွားမှာဖြစ်လို့ဗီဒီယိုလေးဆုံးအောင်ကြည့်ပြီးလိုက်လုပ်ကြည့်လို့ရပါတယ်ဗျ။ဟုတ်ကဲ့ကျွန်တော်တို့ပထမဆုံးအဆင့်အနေနဲ့ကျွန်တော်ဖုန်းထဲမှာရှိတဲ့ browser တစ်ခုခုကိုဖွင့်ရပါမယ်။ကျွန်တော်ကတော့ Chrome browser ကိုဖွင့်လိုက်ပါမယ်။ကျွန်တော်တို့ browser ထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့စာရိုက်ထည့်ရပါမယ်ဗျ။ GOOGLE Google AI Studio ဆိုပြီးရိုက်ထည့်လိုက်ပါဟုတ်ကဲ့ရိုက်ထည့်လို့ရပြီဆိုရင်ကျွန်တော်အဲ့ထဲကိုဒီအပေါ်ဆုံးမှာရှိတဲ့ထဲကိုတစ်ချက်ဝင်လိုက်ပါမယ်တခုရှိတာကကျွန်တော် Google AI Studio ကကျွန်တော် browser တစ်ခုခုဖွင့်ပြီးမှသုံးလို့ရမှာဖြစ်ပါတယ်ဖြစ်နိုင်တော့ US ကိုပြောင်းပြီးတော့ခါကြတော့ဖွင့်ပေးပါဗျာကျွန်တော်ဒီမှာAI Studio ထဲကိုရောက်သွားပြီဖြစ်ပါတယ်။အဲဒါဆိုရင်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ 10 test into audio with Gemini ဆိုတဲ့ဥစ္စာရှိပါတယ်။အဲကောင်လေးကိုကျွန်တော်တစ်ချက်ပြပါမယ်။အဲကောင်လေးကိုအဲ့ထဲကိုကျွန်တော်တို့တစ်ချက်ဝင်ပါမယ်။နေတယ်ပါ။ဒီထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်ဆုံးထောက်မှာရှိတဲ့ညာဘက်အပေါ်ဆုံးတောင်းဟာလေးကိုကျွန်တော်တို့တစ်ချက်ကလစ်လုပ်လိုက်ပါဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာ single speaker နဲ့ multi speaker ဆိုပြီးနှစ်မျိုးရှိတယ်ဗျ single speaker ဆိုတာကတော့ကျွန်တော်တို့တယောက်တည်းစကားပြောတဲ့အတန်လုပ်တဲ့နေရာမှာသုံးတာပေါ့ဗျာ multi speaker ဆိုရင်တော့နှစ်ယောက်အပြန်အလှန်စကားပြောတဲ့နေရာပေါ့ multi speaker ကိုလည်းကျွန်တော်တစ်ချက်ပြီးရင်တော့စမ်းပြပေးသွားမယ်ကျွန်တော်လောလောဆယ်တော့ single speaker ကိုရွေးလိုက်ပါမယ်single speaker ထဲကိုရောက်သွားပြီပြီးရင်ကျွန်တော်တို့ကဒီမှာအတန်တွေရွေးလို့ရတယ်ဗျဘယ်အတန်ကြိုက်လဲပေါ့ဗျာအတန်တွေကိုစမ်းလို့လည်းရတယ်ကျွန်တော်တစ်ချက်စမ်းပြပါမယ် Ready to build something awesome today? Got a project in mind? What do you want to explore? ကျွန်တော်ဒီယောက်ျားလေးအတန်လေးတစ်ချက်ရွေးလိုက်မယ်ဗျရွေးပြီးသွားရင်ကျွန်တော်တို့ဟိုစာသားကိုကျွန်တော်ကအတန်ပြောင်းမှဖြစ်တဲ့အတွက်စာသားတစ်ခုရိုက်ထည့်ရပါမယ်ဟုတ်ကဲ့ဒီမှာစာရိုက်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ run ကိုနှိပ်ပြီးတော့ခုရသွားပါပြီကျွန်တော်ဒီမှာတစ်ချက်ဖွင့်ပြပါမယ် Hello မင်္ဂလာပါ MM Silo Channel ကနေကြိုဆိုပါတယ်ဟုတ်ကဲ့အဲ့လိုမျိုးစာရိုက်ပြီးတော့ကျွန်တော်ရှေ့မှာလောက်ထားတဲ့ဟာလည်းဒီလိုပဲဒီထဲမှာစာရိုက်တယ်ရိုက်ပြီးတော့ခါကြတော့အတန်ပြောင်းပြီးတော့လောက်ထားတာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ကအတန်ရပြီဖြစ်တဲ့အတွက်နောက်ထပ်ကျွန်တော်တို့ကစကားပြောမဲ့ model တယောက်ပုံဖန်တီးမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့နောက်တစ်နေရာကိုသွားပါမယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့Gemini application တွေကိုဝင်လိုက်ပါမယ်ကျွန်တော်ရှေ့ကဗီဒီယိုမှာလည်း Gemini အသုံးပြုနည်းကို setting တွေအစတေချာရှင်းပြပေးထားပါတယ်နားမလည်သေးတဲ့လူတွေဆိုတော့အဲ့ထက်ကိုတစ်ချက်သွားကြည့်ပေးပါဗျကျွန်တော်ဒီမှာဗီဒီယိုရှေ့မှာကြောက်တဲ့အတွက်ကျွန်တော်လုပ်ထားတဲ့ဟာလေးတွေကိုကြိုးပြီးတော့ခါကြတော့ဒီမှာဖန်တီးထားပါတယ်ဒီမှာဆိုရင် Google AI Studio နဲ့လုပ်ထားတဲ့အတန်အတွက် model တယောက်ဖန်တီးပေးပါလို့ကျွန်တော်ဒီမှာစာရိုက်လိုက်ပါတယ် Gemini ထဲမှာအဲ့မှာကျွန်တော်တို့ဒီပုံလေးရပါတယ်အဲ့ပုံလေးရတော့ကျွန်တော်ကဒီပုံလေးအပြင်နောက်ထပ်တစ်ပုံလောက်ဖန်တီးပေးပါအောင်ဆိုပြီးလုပ်တော့ဒီမှာနောက်ထပ် AI model ပုံလေးတစ်ပုံသူထပ်ထုတ်ပေးပါတယ်အဲ့ဒါကိုကျွန်တော်ကဒီမှာကျွန်တော် channel ရဲ့ logo ပါလိုချင်တဲ့အတွက် MM Silo AI voice assistant နေရာမှာ logo ထည့်ပေးပါဆိုပြီးတော့ခါကြတော့ကျွန်တော်ထပ်ပြောလိုက်ပါတယ်အဲ့အချိန်မှာဒီမှာကျွန်တော် logo လေးထည့်ပေးထားတာတွေ့ရပါမယ်เนาะဒီ logo ရဲ့ MM Silo channel ဆိုတဲ့စာသားရဲ့ထည့်ပေးပါဆိုပြီးတော့ကျွန်တော်ဒီပုံလေးကိုပြပြီးတော့ထပ်ခိုင်းပါတယ်အဲ့ကြတော့ဒီမှာဆိုရင်ကျွန်တော် logo လေးရဲ့ MM Silo channel ဆိုတာလေးတွေကိုထည့်ပေးထားတဲ့စကားပြောတဲ့ model တယောက်ပုံရပြီဖြစ်ပါတယ်ကျွန်တော်တို့ကဒီဟာရပြီးသွားပြီဆိုရင်အတန်နဲ့ဒီmodel နဲ့ကို
ပေါင်းပြီးတော့ဗီဒီယိုထုတ်မှာဖြစ်ပါတယ်ဒီဓာတ်ပုံတွေကစကားပြောမဲ့ model ကနေပြီးတော့စကားခုနအတန်တိုင်းစကားပြောနေတဲ့ပုံစံတိုင်းကျွန်တော်တို့ရှေ့ဆုံးမှာပြထားသလိုဗီဒီယိုထုတ်မှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့ကနောက်ထပ်တစ်ဆင့်ပဲလုပ်ဖို့ကြံပါတယ်အားလုံးကကျွန်တော်ဖုန်းနဲ့ပဲလုပ်ပြသွားမှာဖြစ်ပါတယ်အဆုံးထိလိုက်ကြည့်ပေးပါဦးဗျကျွန်တော်တို့နောက်တစ်ဆင့်ကတော့ကျွန်တော်တို့ပုံမှန်တိုင်းကျွန်တော် Chrome browser ထဲကိုပဲဝင်လိုက်ပါမယ်ဖွင့်လိုက်ပါကျွန်တော်တို့ဒီထဲကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့တစ်ခုရရပါမယ်ကျွန်တော်ဘေးမှာလည်းအကြည့်ချက်ပြီးပြပေးထားမယ်ဗျ HY GEN ဟေးကြံဆိုပြီးရိုက်လိုက်ပါရိုက်ပြီးသွားရင်ကျွန်တော်တို့ဒီမှာအပေါ်ဆုံးမှာပေါ်လာတဲ့ဟေးကြံ .com ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်တို့ဒီကောင်တွေကတော့ VPN ဖွင့်ပြီးသုံးတာအကောင်းဆုံးပဲဗျအဲ့ထဲမှာကျွန်တော်တို့အောက်မှာဒီမှာ translate video transform yourself create avatar video ဆိုပြီးရှိပါတယ်ကျွန်တော်တို့ကဒီဘက်အစွန်လုံးကဒီကောင်လေးကိုကျွန်တော်တို့နှိပ်ပြီးလုပ်မှာဖြစ်ပါတယ်နှိပ်လိုက်ပါကျွန်တော်တို့အဲ့လိုနှိပ်ပြီးသွားရင်ဒီမှာဆိုရင်ကျွန်တော်တို့သူ့ original model တွေရှိတယ်ဗျကျွန်တော်တို့ကခုနကဖန်တီးထားတဲ့ပုံလေးကိုယူมาဖြစ်တဲ့အတွက်ကျွန်တော်တို့ upload photo ဆိုတာလေးကိုနှိပ်လိုက်ပါအဲ့ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ခုနကပုံလေးကိုယူလိုက်မှာဖြစ်ပါတယ်ဒီကောင်ကပုံလေးရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီအောက်မှာအတန်သွင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအတန်ကိုကတော့ဘယ်လိုလုပ်ရမလဲဆိုကျွန်တော်တစ်ချက်ပြန်ပြပေးပါမယ်ပြီးရင်ကျွန်တော်တို့ဒီဘေးက mic ပုံလေးကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ်အဲကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာ record audio ဆိုတာနဲ့ upload audio ဆိုတာရှိပါတယ်ကျွန်တော်တို့ကခုနအတန်ဖိုင်ဖန်တီးထားတာရှိပြီးသားဖြစ်တဲ့အတွက် upload audio ဆိုတာနှိပ်လိုက်ပါနှိပ်ပြီးတော့ဒီမှာ upload file ဆိုတာရှိပါတယ်အဲကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရင်ကျွန်တော်တို့ကအဲ့အတန်ဖိုင်ဖန်တီးထားတဲ့ဥစ္စာကိုကျွန်တော်တို့ဒီမှာယူတင်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကအတန်ဖိုင်ရှိတဲ့နေရာကိုတွားမှာဖြစ်ပါတယ်ကျွန်တော်အဲ့ကောင်လေးကိုအတန်ဖိုင်ကအတန်ဖိုင်ကကျွန်တော်တို့ဒီမှာတွေ့ပြီဖြစ်ပါတယ်ကျွန်တော်အတန်ဖိုင်လေးကိုရွေးလိုက်မယ်ဒီကောင် upload လုပ်ပါမယ်ကျွန်တော်တို့ဒီကောင်လေးသုံးတဲ့အခါမှာ VPN လေးတစ်ချက်ဖွင့်ထားဖို့တော့လိုတယ်ဗျပြီးတော့ line ကောင်းရင်တော့မြန်ပါတယ်အခုစားလည်းပြောလောက်ရင်မကြောက်ပါဘူးဗျကျွန်တော်တို့တစ်ချက်လောက်စောင့်လိုက်ပါရပါပြီရသွားရင်ဒီမှာ add audio ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးရတယ်ကျွန်တော်တို့ကဒီအောက်မှာ generate ဆိုတာရှိပါတယ်အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါgenerate ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါခဏစောင့်လိုက်ပါကျွန်တော်တို့ခုနကဖန်တီးထားတဲ့ဗီဒီယိုလေးကိုတစ်ချက်ပြန်ပြီးတော့ဖွင့်ကြည့်ပါမယ်နော်ဟုတ်ကဲ့ကျွန်တော်တို့တစ်ချက်လောက်ဖွင့်ကြည့်လိုက်ပါမယ်ခုနကကျွန်တော်တို့လှုပ်ထားတဲ့စာသားကနေအတန်ပြောင်းတဲ့အတန်ကနေပြီးတော့ကျွန်တော်အခုရှုံးတဲ့အတန်နဲ့တွဲမှာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်ဖွင့်ကြည့်ပါမယ်မင်္ဂလာပါနိပညာချစ်သူတို့ရေ MM Silo Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ channel မှာတော့ခေတ်ရှိအပြင်းနေတဲ့ AI နိပညာအသစ်အစမ်းတွေကိုဖုန်းလေးတုံးနဲ့လုပ်လို့ရတဲ့လွှတ်ဝတ် tech trick တွေအပြင် online ကနေအိမ်မှာနေငွေရှာနိုင်မဲ့နည်းလမ်းတွေကိုလက်တွေ့ကျကျမျှဝေပေးသွားမှာပါနီးပညာနဲ့ပတ်သက်ပြီးဘ ഹു တုဒအသစ်တွေရချင်တယ်ကိုယ်တိုင်လည်းလုပ်ကြည့်ချင်တယ်ဆိုရင် MM Silo ကို like and subscribe လုပ်ထားဖို့မမေ့နဲ့နော်အတူတူလေ့လာရင်အောင်မြင်မှုတွေရယူကြရအောင်ဟုတ်ကဲ့လူချင်းမင်းတို့လည်း like လုပ်ကြည့်လို့ရပါတယ်ဗျာနားမလဲတာရှိရင်လည်း comment မှာမေးသွားလို့ရပါတယ်နောက်ထပ်ဘယ်လိုဗီဒီယိုတွေဖန်တီးပေးရမလဲဆိုတာကိုလည်းပြောခဲ့ပေးပါအောင်ဗျကျွန်တော်အားလုံးပဲအဆင်ပြေကြပါစေဗျာကျေးဇူးတင်ပါတယ်Don't forget to like, comment, and subscribe.